ညီမနဲ့ကြောင့်ဆုံးမစီမတနေရမှာတော့ဆုံးမယ်နော်ချက်ချင်းနီဆိုတာဘယ်အားစတင်လဲဆိုတော့ချက်ချင်းနီဆိုတာပထဝီဘာသာရေးအားစတင်တာနော်အဲ့တော့ဘာလဲဆိုတော့ပထဝီဘာသာရေးသွားတယ်ဆိုတာစစ်ပွဲတွေခဏခဏဖြစ်တယ်အဲ့တော့ကောင်းမြေပြင်ပေါ်ကအန်တယ်ကောင်းကင်ပေါ်ကအန်တယ်ထိချိန်မှကြည့်မယ်ဒါပေမဲ့အဲ့ဒီနေရာချင်းသေးလိုက်တယ်ဆိုတော့သိတာလားချင်းသေးလိုက်တယ်ဆိုတော့အကတူဖြစ်သွားတာနော်အဲ့ဒါကိုကိုစားပြုပြီးတော့အပေါင်းတင်ကြတာဖြစ်သွားတယ်เนาะအဲ့ဒီချိန်မှာချင်းတရားပြေးသွားတယ်เนาะအဲ့တော့ပြောပြပထဝီဘာသာရပ်မှာကသူက Elon Musk ကအချုပ်ဆက်လေအချုပ်ဆက်ကိုပြောင်းမြန်အချုပ်ဆက်ကိုကိုစားပြုပြီးတော့ဒုံးမြတ်တည်ထွင်လိုက်တယ်เนาะအချုပ်ဆက်ရဲ့ပုံစံနဲ့ jet engine တည်ဆောက်လာတယ်အချုပ်ဆက်ကျွမ်းကျင်ပြီဆိုရင်ခင်ဗျားတို့ဘာလို့ပြရမလဲဒုံးမြတ်လွတ်တင်လို့ရပြီဒုံးမြတ်လွတ်တင်တဲ့ဘာသာရက်ကလည်းပထဝီနဲ့ယူပပြည်တာနဲ့ဆိုင်တယ်ဓာတုပြည်တာဆိုတဲ့ဥစ္စာတွေလည်းနည်းနည်းဆိုင်တယ်ပြောပြမှာပေါ့နော်ပြည်နယ်နဲ့တိုင်းမှာကချင်ပြည်နယ်ဘာကြောင့်နံပါတ်1ဖြစ်သွားလဲဆိုတော့60နဲ့အရှေ့လောက်ကြီးတို့66ဒီဂရီဒီနဲ့68ဒီဂရီ44မိနစ်နော်44ဒီဂရီ44ဒါမိနစ်တော့ခါတယ်နော်ကြားပြည်နယ်ကပညာပို့တက်တယ်နော်ပညာပို့ပထဝီဘာသာရက်တွေအာကာသပညာရက်တွေတက်တယ်ဒီမှာ69ဒီဂရီနဲ့60ဒီနဲ့55မိနစ်နော်အဲ့တော့ကြားပြည်နယ်ကနံပါတ်2ပေါ့နော်55မိနစ်နဲ့ကဘာမြေပြင်အပြင်ဘက်ကိုရောက်မယ်ကြားပြည်နယ်က44မိနစ်နဲ့ကဘာမြေအပြင်ဘက်ကိုရောက်မယ်အဲ့တော့မြေပုံကြီးလိုက်တာလို့ပေါ့နော်ဒါကဘာမြေပုံလို့ထားလိုက်နော်အရှိတောင်ကြီးပြောခဏပြောဘယ်လောက်လဲ69ဒီဂရီကြားပြည်နယ်ကနော်69ဒီဂရီကထောက်ရတဲ့ကဘာမြေပြင်ရောက်တော့55မိနစ်ပဲကြာတယ်နော်ကချင်ပြည်နယ်ကတွားရင်48မိနစ်44မိနစ်အဲ့ဒါကြောင့်ကချင်ပြည်နယ်က1ဖြစ်သွားတယ်ကြားပြည်နယ်က2ဖြစ်သွားတယ်ရှမ်းပြည်နယ်ကသူကစာမတက်ဘူးပြောပြရဆိုရင်တော့ကြားပြည်နယ်ကစာမတက်ဘူးစာပြတော့အရှိလောက်ကြီးတွတ်လဲနောက်မြောက်လက်တိတွတ်လဲမပါဘူးသူကြီးမတင်တာသူကဘေးမျိုးနဲ့အဲ့လိုစင်တက်လာလဲဆိုတော့ဒီကြီးပိုင်းကစင်တက်လာဆိုတော့ပတ်စံအဓိကသုံးလဲငွေတွေရွှေတွေသုံးလဲသူမှရွှေတွေငွေတွေရှိတယ်အခြားပြည်နယ်မှာအသုံးချပါတော့ရှမ်းပြည်နယ်လည်းစာမတက်အခုတော့တက်နေတယ်တက်မှာအင်္ဂလိပ်စာလိုပါလို့ပဲနည်းနည်းပါးပါးဆက်တယ်အေယာဝတီတိုင်းနဲ့စာမတက်ဘူးเนาะစာတက်ရင်သူကဟိုဟာမှာဖြစ်နေပြီကြိုက်လက်မှာလင်းခွင်းပေါ်နေပြီเนาะရန်ကုန်တိုင်းနဲ့စာမတက်ဘူးတို့ပေမဲ့သူကကျောင်းပညာရေးတွေနိုင်ငံခြားလာတင်တဲ့ကျောင်းပညာရေးတွေကြောင့်သူကလင်းခွင်းဖြစ်ပေါ်လာတယ်เนาะဒါ1981ရာနိုင်ငံရေးသမိုင်းကြောင်းရခိုင်ပြည်နယ်စာတက်တယ်ရခိုင်နဲ့ရန်ကုန်မှာဝင်အောင်တယ်ရခိုင်ပြည်နယ်ထွက်မှဆိုရင်အစီလောင်ကြီးတော့62ဒီဂရီ64မိနစ်ကြာတယ်เนาะဒီတိုင်းလဲစာမတက်ဘူးဘာဖြစ်လို့နောက်လက်သူတို့လေအစီလက်လောင်ကြီးတွတ်လေမပါဘူးเนาะမကွေးတိုင်းလဲစာမတက်ဘူးအစီလောင်ကြီးတွတ်လေနောက်လက်သူတို့လေမပါဘူးเนาะတကယ်ပတိပါရပြတနည်း